ကျဲမှာမဟုတ်တာပြပြလွင်ကိုင်းရောဘာလို့လဲဟုတ်တယ်ကတိတော့တငယ်ချင်းလေးကိုတငယ်ချင်းလေးကိုခြေသွားလေရိုက်ပေးမယ်မဲသမားဘယ်သူပါလဲမဲသမားနံပါတ်ပြောနံပါတ်1အားလုံးတဲ့တယောက်ချင်းစီဝယ်မယ်တယောက်ချင်းစီပါရခဲ့ရောဝင်လိုက်တော့ရည်ဟာတန်းစီလိုက်ပြောရ3မိနစ်ချဒီနုကလေးမဲလေးလိုက်ကမယ်ဘောရနံပါတ်ပြောလိုက်ညီမလေးဟာနံပါတ်ပြောလိုက်လို့ပြောဘယ်နံပါတ်လေးပြောတာလို့ဟမ်6နဲ့3ပြီးတော့ရိုက်လာအောင်ရပြီကိုအဲ့လိုများလားလူမဲထဲရနည်းနည်းများသွားလိမ့်မယ်နံပါတ်7ကိုမှာလားနံပါတ်7ကိုလဲလေးနေစုကောမင်းတို့ကျွန်တော်ဆက်ချမလို့ဒါနဲ့နံပါတ်7ကိုမသူရောမဆက်ကောမသူရောဆက်ကောနဲ့ဟောအဲ့လိုမရအောင်လေအဲ့လဲကြရင်သိရမယ်အနီဆိုလည်းမရဘူးတော့မဲနေရပါလေအနီဆိုလည်းမရဘူးအနီဆိုတော့ရပြီလားလက်နဲ့ချောင်းထောင်နေရဟုတ်လားဟုတ်တယ်ငါမဲ6ခုတော့ရတော့ဟာမိုင်းနေရလို့ကြည့်တယ်ဆက်ကုန်တော့ပါလေဘာလို့ငါပဲတက်နေငါတို့လက်တွေလည်းပေါက်လေရှုပ်လာ